camera လားဖုန်းလားခွဲမရတော့တော့အကျဉ်းစားထွက်လာမယ် Vivo ရဲ့ camera monster အသစ်ဒါကတော့မလ30ရက်နေ့တရုတ်နိုင်ငံမှာမိတ်ဆက်မဲ့ Vivo X300 Ultra ပါကျောဘက်က AR ကင်မရာအုံကြီးကိုကြည့်လိုက်ရုံနဲ့တင်ဒီဖုန်းကတာမန် flagship မဟုတ်ဘူးဆိုတာသိတာပါတယ်ဒီဖုန်းဟာတကယ် professional camera တစ်လုံးကိုအိတ်ကက်ထဲထည့်သွားရသလိုဖြစ်လာမှာပါ main camera အနေနဲ့200 megapixel Sony LYT901 sensor အကြီးကြီးကိုသုံးလာမယ်ဆိုတော့အလင်းရောင်နေတဲ့ညဘက်တွေမှာတော့ဓာတ်ပုံတွေက share လာနေမှာပါအဝေးကြီးကိုအကြည့်လင်းဆုံးဆွဲရိုက်ဖို့ Samsung sensor နဲ့200 megapixel periscope telephoto ပါဝေလာဖို့ရှိတယ်လို့မြင်ကွင်းကျအတွက်50 megapixel ultra wide လည်းပါလာနိုင်ပါသေးတယ်ပိုမိုက်တာက 400mm telephoto extender အပေါ်ပစ္စည်းကိုပါတီးတန့်တတ်ထုံးလို့ရနိုင်မယ်ဆိုတော့အဝေးကြီးမှန်ပြောင်းလိုမျိုးကိုမိုက်နေမှာပါကင်မရာပဲကောင်းပါလားဆိုတော့မဟုတ်ပါဘူးစွမ်းဆောင်ရည်အတွက်လက်ရှိအကျန်းဆုံး Snapdragon 8 Elite Gen 5 chipset ကိုသုံးလာဖို့ရှိတယ်လို့ဘက်ထရီကလည်း6600 mAh ဒါမှမဟုတ်9000 mAh အကြီးကြီးပါလာနိုင်ပြီး100 watt fast charging လည်းပါဝင်လာဖို့ရှိပါတယ်ကဲဖုန်းကင်မရာလောကကိုအကြီးအကျယ်ကြရက်ရိုက်ထွားစေမယ်ဒီ Vivo X300 Ultra ကြီးတာတကယ်ထွက်လာရင် mix တွေလို့ရောကင်ကြည့်ကြလား comment မှာရေးပေးကြအောင်